ဖိလစ်ပိုင်နိုင်ငံမှာအသက်14နှစ်အရွယ်ယောက်ျားလေးတဦးဟာအိမ်နီးချင်းများနဲ့အတူအိမ်တွင်ကစားနေစဉ်မိန်းကလေး2ဦးကိုဝင်ရရှိစေခဲ့ပြီးဆယ်ကျော်သက်ကိုဝင်ဆောင်ခြင်းပြဿနာကိုဖြစ်ပေါ်စေခဲ့ပြီးရင်းပြဿနာဟာယနေ့တိုင်းပြဿနာတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပြီးဖိလစ်ပိုင်မှာ virus ဗီဒီယိုတစ်ခုဟာအသက်14နှစ်အရွယ်ယောက်ျားလေးတဦးမိန်းကလေး2ဦးကိုတပြိုင်နက်တည်းကိုဝင်ရရှိစေခဲ့တဲ့ဖြစ်ရပ်တစ်ခုကိုဖော်ထုတ်ပြီးနောက် online ပေါ်ပြင်းထန်သောညှင်းခုန်မှုတစ်ခုကို online ပေါ်မှာပူပြင်းသောအကြောင်းအရာတစ်ခုဖြစ်လာပြီးကြဲကြဲချင်းမျှဝေခဲ့ကြပြီးဒီဖြစ်ရပ်ဟာကြီးစုသူတွေကိုအံ့ဩစေစေယုံတာမကဖိလစ်ပိုင်နိုင်ငံကဆယ်ကျော်သက်ကိုဝင်ဆောင်ခြင်းပြဿနာကိုလည်းထင်ဟပ်စေခဲ့ပါတယ်။ဆယ်ကျော်သက်အုပ်စုတစုကိုအိမ်နဲ့ကလေးကစားတာလို့လူကြီးတွေကဝေဖန်ပြီးနောက်အငင်းပွားမှုတွေပေါ်ပေါက်ခဲ့ပါတယ်။ Swilus က TikTok မှာမျှဝေခဲ့တဲ့ဗီဒီယိုဟာလူငယ်တွေနဲ့သူတို့နဲ့နီးစပ်တဲ့လူကြီးတွေရဲ့အပြုအမူကိုရှုတ်ချတဲ့အင်တာနက်အသုံးပြုသူတချို့ရဲ့ဝေဖန်မှုကိုခံခဲ့ရပါတယ်။ဒါဟာအခန်းကဏ္ဍကနေကစားတဲ့ game တစ်ခုဖြစ်ပေမဲ့မျှော်လင့်ထားတာထက်အများကြီးပိုပြင်းထန်တဲ့တစ်ခုခုအဖြစ်ပြောင်းလဲသွားတယ်လို့သူတို့ကပြောပါတယ်။အိမ်နဲ့ကလေးကစားလေးရှိတဲ့အသက်14နှစ်အရွယ်ယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေး2ယောက်ဟာမိဘအစ်စ်အမှန်ဖြစ်လာတော့မယ့်အချိန်မှာမိန်းကလေး2ယောက်ဟာတစ်ချိန်တည်းမှာပဲကိုဝင်ရှိလာခဲ့ပါတယ်။ဒီအခြေအနေဟာလူမှုရေးဆိုင်ရာစိုးရိမ်မှုတွေကိုပြန်လည်နှိုးချစေပြီးယနေ့ခေတ်ကလေးတွေနဲ့ဆယ်ကျော်သက်တွေရဲ့အန္တရာယ်ရှိတဲ့အဖြုတ်မှုတွေအပေါ်စိုးရိမ်မှုတွေမြင့်တက်လာစေခဲ့ပါတယ်။